ရှေးဥစွာဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာတော့နောက်လည်းမကြည့်နဲ့တတိထားဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်ဝေမျှခွန်အားပေးခြင်းပါတယ်ရှေ့ကိုရောက်အောင်သွားခြင်းနဲ့ဆိုရင်နောက်ကိုလှည့်ကြည့်လို့မရပါဘူးနောက်ကိုလှည့်ကြည့်နေရင်တော့ရှေ့ကိုဘယ်တော့မှမရောက်နိုင်ပါဘူးအနောက်မှာကြံခဲ့တဲ့အရာတွေကကောင်းတာတွေလည်းရှိမယ်မကောင်းတာတွေလည်းရှိမယ်ထိုအရာတွေထဲကမှရှေ့ကိုလှမ်းဖို့အတွက်သင်ခန်းစာတွေလည်းရှိသလိုခွန်အားယူစရာတွေလည်းရှိကောင်းရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာအတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီးပြစ္ဆုတ်ပံနဲ့အနာဂတ်မှာဖျားခင်နဲ့အတူရှေ့သို့အကောင်းဆုံးရှောက်လန်းဖို့ဖြစ်ပါတယ်။နောက်လက်ကြည့်မိလို့ဒုက္ခရောက်သွားတဲ့သူတယောက်အကြောင်းကိုပြောပြချင်ပါတယ်။ကပ္ပဦးကျမ်းအခန်းကြီး19အငယ်26လောတာ၏မယားမူကားနောက်သို့လှည့်ကြည့်၍စားတိုင်ဖြစ်လေ၏။ဖျားခင်ကအင်မတန်မှစိုးသွမ်းတဲ့တောရုံမျိုးနဲ့ဂေါမောရမျိုးကိုမိမိုးရွာပြီးဖျားခင်ဖျက်ဆီးနေတဲ့အချိန်မှာလောတာရဲ့မယားကဖျားခင်စကားနားမထောင်ဘဲနောက်ကိုလှည့်ကြည့်မိတဲ့အခါစားတိုင်ဖြစ်သွားပါတယ်။လောတာရဲ့မယားကဘာကြောင့်နောက်လှည့်ကြည့်တာလဲ။နောက်မှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုသူသိကျင်လို့လည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်မြို့ဖြက်စီးခံနေရတယ်ဆိုတာကိုသူမယုံတာလည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်ရင်တောရုံမြို့မှာသူထားရခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုပြန်သွားကြည့်ကျင်တာလည်းဖြစ်နိုင်ပါတယ်။သူဘာအကြောင်းကြောင့်ပဲနောက်လှည့်ကြည့်ပါစေ။သူ့ရဲ့နာခံမှုမရှိခြင်းကြောင့်သူဟာတောရုံမြို့နဲ့ဂေါမောရမြို့ကလူဆိုးတွေနဲ့အတူတူတရက်ထဲမှာပဲတည်ဆုံးခဲ့ရတယ်။ကျွန်တော်တို့အသက်တာမှာလည်းနောက်မှာထားခဲ့တဲ့အရာတွေကိုပြန်လှည့်ကြည့်မိတာဒါမှမဟုတ်အဲ့ဒီအကြောင်းတွေကိုပြန်ပြီးစဉ်းစားမိတာမျိုးမလုပ်သင့်ပါဘူး။ထိုအရာတွေကသင်ဘွားရဲ့တိုးတက်လန်းနဲ့အောင်မြင်မှုကိုအဟန့်အတားဖြစ်စေပါတယ်။လုကာခန်းကြီး9အငယ်60ယေရှုကထွန်ကိုင်းကိုကင်လက်နောက်သို့လှည့်ကြည့်သောသူမြည်သည်ကဖျားခင်၏နိုင်ငံတော်နှင့်မထိုက်မတန်ဟုမိန့်တော်မူ၏။ယေရှုတပည့်ဖြစ်ခြင်းတဲ့လူတစ်ယောက်ကယေရှုနဲ့စကားပြောနေတဲ့အချိန်မှာယေရှုကဒီအချက်လေးကိုတည်တည်ချာချာပြောခဲ့ပါတယ်။ဒီလူကသူ့အိမ်ကိုပြန်ပြီးမိသားစုနဲ့အရင်နှုတ်ဆက်ခြင်းတယ်လို့ပြောတဲ့အခါယေရှုကထွန်ကိုင်းကိုကင်လျက်နောက်သို့ကြည့်တော်သူသည်ဖျားခင်နိုင်ငံတော်နဲ့မထိုက်တန်ဘူးလို့ပြောပါတယ်။ယေရှုဒီလိုပြောတယ်ဆိုတာကမထောက်ထားမဆာနာလို့မဟုတ်ပါဘူး။ဒီလူဟာယေရှုရဲ့တပည့်တစ်ယောက်လုပ်ရမယ့်တာဝန်ကိုမယူခြင်းလို့အကြောင်းပြချက်တွေပေးနေတာကိုယေရှုသိသောကြောင့်ပြောနေခြင်းဖြစ်ပါတယ်။တင်ရှိကိုဆက်လျှောက်လန်းခြင်းနဲ့ဆိုရင်အကြောင်းပြချက်တွေစင်ကြယ်စင်လက်တွေပေးလို့မရပါဘူး။အကြောင်းပြချက်တွေစင်ကြယ်စင်လက်တွေပေးနေရင်တော့တင်ဘယ်တော့မှရှေ့ကိုမရောက်ဘဲအနောက်မှာပဲကြံခဲ့မှာဖြစ်ပါတယ်။တင်ရှိကိုရောက်အောင်သွားခြင်းနဲ့ဆိုရင်နားထောင်နာခံခြင်းကတိတ်ကိုအရေးကြီးပြီးဖျားခင်ကိုပဲမျက်မှောက်ပြု၍ရှေ့ကိုသာအာယုံစိုက်ရမှာဖြစ်ပါတယ်။တုတ်တန်ကျမ်းခန်းကြီး4အငယ်25တင်း၏မျက်စိသည်ရှေ့ရှုကြည့်၍မျက်ခမ်းတို့သည်တဲ့တဲ့အာယုံပြုစေလောဖျားခင်ကတင်းရဲ့အနာဂတ်ကိုပဲအာယုံစိုက်စေခြင်းတယ်အနာဂတ်မှာဖျားခင်ကတင်းနဲ့အတူတူအမှုအသစ်တွေအများကြီးပြုကျင်ပါတယ်တင်ကအတိတ်ကိုပဲတွားကြည့်နေရင်ဖျားခင်ဘလို့လုပ်ပြီးအမှုအသစ်ပြုနိုင်ပါမလဲအတိတ်ဆိုတာပြန်မရနိုင်တဲ့အရာဖြစ်တယ်လို့တချို့ကိစ္စတွေကလူကိုယ်တောင်ခြောက်လန့်စေတယ်ဒါကြောင့်အရှိကိုပဲအာယုံစိုက်ပြီးအနာဂတ်မှာဖျားခင်အားဖြင့်အောင်မြင်သောသူတစ်ယောက်ဖြစ်စေဖို့အတွက်နှုတ်ကပတ်တော်အားဖြင့်ဝေမျှလိုက်ပါတယ်အရောက်တိုင်းကိုဖျားခင်ကောင်းချီးပေးပါစေ